Nay, I say you now. Nieran kanzane nai dai ma chi cho kwim beduba lam pya shin kwe ka lo sao sao be de nay sin dai long jong yin wo ke nay Nay, I sing you now. I'm yet a kanzane, die, die, ma. Chicho, quim, be duva. Lampia, shin, quecalo, sao, shall be day. Nay, I sing, die. Long John Yang okay. Come on. Niera cao miên luôn đẹp ya. Hallelujah. Niera chi miên sông đô pia. Niera cao miên luôn đẹp ya. Hallelujah, Nieran chi mia son do pia. Nieran cao mien lun de pia. Hallelujah, Nieran chi mia son do pia. Nieran cao miên luôn de pia. Oh hallelujah, Nieran chi miên son do pia. Anama carito, sin cao miên luôn de ra. Nieran cao I sing you now. Nieran kanzane nai dai ma chi cho kwim be duba lam pya shin kwe ka lo sao sao be de nay sin dai long jong yin wo ke Nieran cao miên luôn de pia. Hallelujah, Nieran chi miên sông do pia. Nieran cao miên luôn de pia. Hallelujah, Nieran chi miên sông do pia. Anama carito, sin cao miên luôn đi ra. Nieran cao miên luôn đi ra. Hallelujah, Nieran chi miên sông do pia. Nieran cao miên luôn de pia. Hallelujah, Nieran chi miên sông do pia. Anama
高面路你的有一朵是高面路你的ကျွန်တော်မြဲတမ်းကောင်းမြတ်တဲ့ဖျားဒီကိုယ်တစ်ပါးတည်းလည်းရှိပါရဲ့ပါနေ့ရက်စဉ်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းမှာအစဉ်တစိုက်မြဲတမ်းကြည့်ရှုပေးတဲ့ဖျားကိုယ်ရဲ့နာမတော်ကိုချီးမြှောက်ပါရဲ့ပါတိုင်းတို့ကောင်းအဲ့လောက်တောင်ကောင်းမြတ်တဲ့ဖျားဒီကိုရောတာမီးတို့ကြီးချဲပါမှာပါကိုရောအစင်းတစိုက်ကြည့်ရှုပါမယ်ပါကိုရောမြဲတဲ့ဆန်းကပါမယ်ကိုရောမြဲတဲ့ first priority တာဝန်တမှာထားပါမယ်ပါကိုရော focus ထားပါမယ်ပါ hallelujah ဝိညာဉ်တော်ဖျားဆက်လက်ပြီးမစားပါ thank you jesus နှုတ်ကပရာပြဆက်လက်ပြီးကိုရောတာမီးတို့ကိုတင်တင်လမ်းပြစကားပြောမိဖွင့်ပြအောင်မိဖြစ်လို့ကျေးဇူးတော်ကိုချီးမွမ်းတယ် Thank you Jesus ဒီနေ့ချီးမွမ်းခြင်းကိုးကွယ်ခြင်းလုံးစုံကိုကိုရောတပါးတိတာခံထိုက်တဲ့အတွက်ပြန်လဲကိုးကွယ်လဲဒီနေ့ပူဇော်ဒီခါမှာတပါးရောတာသခင်ယေရှု၏နာမတော်ကိုအမိပြု၍ဆုတောင်းဆက်ကအဲ့နဲ့လဲပြန်လဲကိုးကွယ်ကြပါ၏ပါ Amen Hallelujah Thank you Jesus အားလုံး good morning ပါအားလုံး good morning ပြန်လည်ဆုံတွေ့ခွင့်ပေးတဲ့ဘုရားသခင်ကျေးဇူးကိုအထူးချီးမွမ်းပါတယ်နေ့ရက်တစ်ကိုပေးသောဘုရားရဲ့နာမတော်ကိုအထူးချီးမွမ်းတယ်ကျွန်တော်ခုနချီးမွမ်းတဲ့အချိန်မှာကျွန်တော်ကြည့်နေချင်ဒီကနော်မိသားစုတွေကဘုရားရဲ့မျက်မှောက်ထဲမှာအတူတူကချီးမွမ်းနေကြတယ်တွေ့ရတယ်အဲ့ဒီထရီဇာကနေဒီဆိုသူနေတဲ့နေရာလေးကလည်းအရင်မိုက်တယ်ဟိုမှာနောက်နေအောင်ကြည်လေးနဲ့အရင်မိုက်တယ်ဖဲကျေးဇူးတော်ကိုထူးဝဲချီးမွမ်းပါတယ်ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်ဆင်ခြင်တဲ့အကြောင်းအရာတွေကဘာလဲဆိုတော့ focus ဖြစ်တယ်เนาะကျွန်တော်ဒီအတွက်ကျွန်တော်ဒီຢာလေးမသွားခင်မှာအတူတူကခဏလောက်နှုတ်ကပတ်တော်အသက်တာအချိန်တိုင်းကိုစက္ကန့်အနေအောင်အဖာကိုရောကိုယေရှုတင်တယ်ဂိယူနာတစ်အတွက်ယေရှုတင်တယ်နေ့ရက်တစ်အတွက်ယေရှုတင်တယ်ကျမ်းမာခြင်းအတစ်တွေယေရှုတော်ကိုချီးမွမ်းပါတယ်ဒီနေ့သားသမီးတို့ကိုရောမြတ်မောင်အတူကိုကိုးကွယ်ရတော့အချိန်တိုင်းဒီကနှုတ်ကပတ်တော်ခံရတော့အချိန်တိုင်းအတွက်ယေရှုတင်တယ်ကိုရောဖွင့်ပြပေးမယ့်အရာတွေအတွက်ယေရှုတင်တယ်ကိုရောဆက်လက်ပြီးမှသားသမီးတို့အချိန်တိုင်းကိုရောအုပ်စိုးပါလမ်းပြဝိညာဉ်တော်ပြဖွင့်ပြပါအချိန်တိုင်းအသက်တာအလုံးစုံကိုရောလက်တော်တဲ့အနံယေရှုတို့ချီးမွမ်းဆက်ခဲ့တဲ့အခါမှာယေရှုနာမကိုအမိပြုဆုတောင်းဆက်ခဲ့အနံကြပါတယ်ဖခင်သခင်အာမင်အာမင်ဟာလေလုယာကျွန်တော် focus ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူကလေ့လာသွားကြမယ်ကျွန်တော်အရင်ဦးဆုံးတုတ်တန်အခန်းကြီး၄ကိုကျွန်တော်တစ်ချက်သွားရအောင်တုတ်တန်အခန်းကြီး၄အခန်းငယ်20က20ခုထိကျွန်တော်အတူတူကဖတ်ချင်ပါတယ်တုတ်တန်အခန်းကြီး၄ဖြစ်တယ်တုတ်တန်အခန်းကြီး၄အခန်းငယ်20ကနေ20ခုဖြစ်ပါတယ်တွေ့ရင်ကျွန်တော်အတူတူကဖတ်ရအောင်ငါသားငါစကားကိုနားထောင်လော့ငါဟောပြောချက်တို့ကိုနားသွင်းလော့တင်းမျက်မှောက်မှာမကွာစေနဲ့နှလုံးအတွင်း၌စောက်ထားလော့အကြောင်းမူကားထိုတရားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီနှလုံးသည်အသက်အခြေမြင့်ဖြစ်သောကြောင့်တင်းဤနှလုံးကိုအထူးသဖြင့်စောက်ရှောက်လော့ကောက်သောစကားတို့ကို၎င်းညှင်းဆန်တတ်သောနှုတ်ခမ်းတို့ကို၎င်းဝေးစွာပယ်ရှောင်လော့တင်ဤမျက်စိရှေ့ရှုကြည့်ရှု၍တင်ဤမျက်စိသည်ရှေ့ရှုကြည့်၍မျက်ခမ်းတို့သည်တက်တက်အာရုံပြုလော့တင်သွားရလမ်းကိုစူးစမ်း၍သွားလေရာရာ၌တည်ကြည်ခြင်းရှိစေလော့လက်ရဘက်လက်ဝဲဘက်တို့မတိမ်မလွဲနှင့်ဒုစက်ပြလမ်းကိုရှောင်လော့အာမင်ဒီမှာပြောတဲ့အခါမှာကျွန်တော်တို့နေ့ရက်စဉ်နဲ့အသက်ရှင်ခြင်းအရာကဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာဒီနှုတ်ကပတ်တော်ကပြောတာဖြစ်တယ်ပြန်လည်ပြီးမှ remind လုပ်တဲ့အရာလည်းဖြစ်တယ်ငါစကားကိုနားထောင်လို့ငါဟောပြောချက်တို့ကိုနားသွင်းလို့တင်မျက်မှောက်နဲ့မကွာစေနဲ့
သူရဲ့နှုတ်ကပတ်တော်သူပြောခဲ့တဲ့စကားတွေကိုကျွန်တော်တို့ကအမြဲတမ်းနားထဲမှာတွေးရမယ်နှလုံးအင်းမှာမှတ်ထားပြီးမှနေ့ရက်တိုင်းမှာဒီနေ့အဲ့ဒီနှလုံးထဲမှာစောက်ရှောက်ပြီးတော့မှကျွန်တော်တို့ကနေ့ရက်တိုင်းကိုတွားလာရမှာဖြစ်တယ်အောက်ဆုံးမှာဘာပြောထားလဲဆိုတော့လက်ရဘက်လက်ဝဲဘက်တို့မတိမ်မလွဲနေတယ်ကျွန်တော်ကြည့်ရမယ့်အရာကယေရှုပဲဖြစ်တယ်အဲ့ဒီတက်ကိုပဲကျွန်တော်ကကြည့်ပြီးမှတွားရမှာဖြစ်တယ်ကျွန်တော်တို့ကလက်ဝဲဘက်ကိုလည်းမကြည့်နဲ့လက်ရဘက်ကိုလည်းမကြည့်နဲ့ဘာဖြစ်လဲဆိုကျွန်တော်တို့ကလောကမှာအသက်ရှင်တဲ့အခါမှာတခါတလေကိုယ့်ရဲ့အာယုံစူးစိုက်မှုကဖျားမဟုတ်ဘဲနဲ့ယေရှုမဟုတ်ဘဲနဲ့သူ့ရဲ့တုံတင်ချက်မဟုတ်သူ့ရဲ့နှုတ်ကပတ်တော်မဟုတ်ဘဲနဲ့ကျွန်တော်ကအခြားအရာတွေဘက်ကိုတွားပြီးမှနည်းနည်းလေးအာယုံပြုတ်လိုက်မိတာနဲ့ကျွန်တော်ကလမ်းလွဲသွားရောကျွန်တော်တွားရမယ့်ပန်းတိုင်ကိုကျွန်တော်ရောက်ဖို့အတွက်လွဲသွားတတ်တယ်အချိန်ကြီးကြာသွားတတ်တယ်အဲ့ဒီအခါမှာအားကြောင့်မို့နှုတ်ကပတ်တော်ကဘာပြောလဲဆိုလက်ရဘက်လက်ဝဲဘက်မတိမ်မလွဲစီနဲ့တဲ့မတိမ်မလွဲစီနဲ့တင်ဤမျက်စိသည်ရှေ့ရှု၍မျက်ခမ်းတို့သည်တင့်တဲ့အာယုံပြုစီလော့အရင်အရေးကြီးပါတယ်ကျွန်တော်တို့အသက်ရှင်ခြင်းကဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းဖခင်ရဲ့ညွန်ပြတဲ့လမ်းတိုင်းဝိညာဉ်တော်ဖခင်ရဲ့ဒီနေ့ဆွဲခေါ်တဲ့လမ်းတိုင်းပြတဲ့လမ်းအတိုင်းကိုကျွန်တော်တို့ကသွားတတ်ဖို့ရအရေးကြီးတယ်ဥပမာအဖြစ်ကျွန်တော်သိရတဲ့အကြောင်းအရာကအဲ့ဒီအာယုံစူးစိုက်မှုကလွဲသွားတဲ့အရာဒီနေ့ယေရှုကိုပဲကြည်ရမယ့်အရာကိုလွဲသွားရင်ကျွန်တော်ဘာဖြစ်သွားလဲဆိုဥပမာပေတရုကဲ့သို့ရေပေါ်မှာလမ်းလျှောက်နိုင်ခဲ့တယ်လမ်းလျှောက်ခွင့်ကိုပေးခဲ့တာတော့မှသူကပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်မုန်တိုင်းကိုကြည့်လိုက်တယ်ဟာမုန်တိုင်းလိုင်းလုံးတွေကလည်းကြည့်လိုက်တာဆိုပြီးမှအတွေးဝင်လာတာနဲ့သူကချက်ချင်းဒီနေ့လမ်းလျှောက်နေရနေရေထဲကိုမြုပ်သွားတယ်ဒီຢာကကျွန်တော်တို့တကယ်ပဲနှုတ်ကပတ်တော်ထဲမှာပြထားတဲ့ဥပမာကောင်းဖြစ်ကျွန်တော်ခွန်အားယူရမယ့်အရာဖြစ်တယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်ပြောတဲ့အရာကတင်ဤမျက်စိသည်ရှေ့ရှု၍မျက်ခမ်းတို့သည်တဲ့တဲ့အာယုပြုစေတင်သွားရလမ်းကိုစူးစမ်းရင်သွားလျာနဲ့တည်ကြည်ခြင်းရှိစေလော့ကျွန်တော်ကတည်ကြည်တဲ့စိတ်ရှိရမယ်ဖခင်ရဲ့နှုတ်ကပတ်တော်အပေါ်မှာတည်ကြည်သောစိတ်အဲ့ဒီအပေါ်မှာယက်တည်ပြီးမှသွားတတ်ရမယ်ဟိုတခြားအတွေးခေါ်ဝင်လာတဲ့ဒီဥစ္စာကနေမလုံနိုင်တော့ဘူးထင်တယ်နော်ဒီဥစ္စာကနေလုံတာမဟုတ်ဘူးထင်တယ်နော်ဒါပေမဲ့ကိုလုံးနေတာတကယ်တော့ကိုကနှုတ်ကတော့အခြေခံပြီးတွာလာလှုပ်တဲ့အခါမှာဒီနေ့မှန်နေတယ်တိုးတင်ရလဲပတ်ဝန်းကျင်ကပြောလာတဲ့အခါမှာကျွန်တော်ကအဲ့ဒီအရာပေါ်တွားစဉ်းစားလိုက်တဲ့အခါမှာကျွန်တော်ကရွေ့ရော့သွားတယ်တင်းရင်သွားတဲ့အခါမှာခုနပေတရုကဲ့သို့ရေပေါ်မှာလမ်းလျှောက်နေတာတော့မှအဲ့ဒီအခွင့်ရှိနေတာတော့မှဒီနေ့ပတ်ဝန်းကျင်ကိုသူကတွားပြီးမှအာယုံတွားစိုက်လိုက်ရောရေထဲမှာမြုပ်သွားတယ်ဒါမှမဟုတ်ဖခင်သခင်ကကျွန်တော်တို့ရဲ့အသက်တာမှာအဲ့လိုမျိုးဒီနေ့ဆုံးရှုံးခြင်းနဲ့မှဒီနေ့မနစ်မြုပ်သွားစေခြင်းဘူးလမ်းမလွဲသွားစေခြင်းဘူးဒါကြောင့်မလို့သူ့ရဲ့တုန်တင်ချက်နှုတ်ကပတ်တော်ဝိညာဉ်တော်ဆိုတဲ့အရာကိုကျွန်တော်တို့ကိုပေးထားတယ်အဲ့ဒီဝိညာဉ်တော်ရဲ့နေ့ရက်စတဲ့မှာတုန်တင်ခြင်းပဲ့ပြင်ခြင်းဆွဲခေါ်ခြင်းလမ်းပြခြင်းတွေကနေကျွန်တော်ကဒီနေ့အတားလေးလိုက်သွားရုံပဲဟာလေလုယာသူ့ရဲ့သားသမီးတို့ကိုဖခင်ကမပင်ပန်းစေခြင်းဒါကြောင့်မို့သူသွားတဲ့အခါမှာလေယေရှုခရစ်ကသူပြန်တဲ့အခါမှာဒီနေ့ကောင်းကင်ဘုံတက်ကြွသွားတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ဒီဟုသောဥပြည့်ဆယ်ဆရာကိုသင်တို့တို့ထားခဲ့ပေးမယ်အဲ့ဒီဥပြည့်ဆယ်ဆရာကအကျွင်းမဲ့တွန်သင်လမ်းပြမှာတာပြည့်များသောကျေးဇူးကိုပြုမှာအဲ့ဒါမို့အဲ့ဒီအရာကိုကျွန်တော်ကစူးစိုက်ကြည့်တတ်ပြီးမှဒီနေ့တွေ့မသိမ်းလိုက်လျှောက်ပြီးမှအသက်ရှင်တတ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်ဒီနေ့ focus လို့ပြောတဲ့အခါမှာ focus ကဘာလဲဆိုတော့သင်အတွက်ဖြစ်တယ်ကျွန်တော်အတွက်ဖြစ်တူးတယောက်အတွက်ဖြစ်တယ်ကိုယ့်ရဲ့အာယုံစူးစိုက်ရမယ့်အရာဖခင်ရဲ့နှုတ်ဘတ်တော်စကားကိုအာယုံစိုက်ပြီးမှအသက်ရှင်ရမယ့်အရာတင်တယောက်နဲ့ပဲဆိုင်တဲ့အရာကျွန်တော်နဲ့ပဲဆိုင်တဲ့အရာဖြစ်တယ်။နော်ဘာလို့လဲဆိုတော့လောကမှာကဒီနေ့ကျွန်တော်တွေးကြုံရတဲ့အရာတွေကအများအခုဆိုရင်လည်းဒီထိုင်းနိုင်ငံမှာဆိုလည်းဗာလဲကိုဗစ်ကပြန်ပြီးမှဒီနေ့အဲ့ဒီ virus ကပြန်လဲကူးစက်နေတယ်။နော်ဘန်ကောက်မှာဆိုလည်းတော်တော်ဖြစ်နေတယ်ဟိုအဲ့ဒီအရာတွေကကျွန်တော်တို့အာယုံစိုက်ပြီးတော့ဒါအမှုတော်ထွန်းရမယ်ဆိုရင်ကျွန်တော်တို့လူတွေနဲ့တွေ့ဖို့လည်းမရှိတော့ဘူးကျွန်တော်အိမ်လေးမှာနေပြီးမှเนาะတွားရင်လည်း mask လေးတက်ပြီးမှเนาะဟိုအရင်ကလူတော်ပြန်ဖြစ်သွားဒါပေမဲ့ကျွန်တော်တို့ရဲ့အာယုံစိုက်ရမယ်ကဖခင်ကျွန်တော်တို့ကိုကျမ်းမာခြင်းပေးနိုင်တာဖခင်ဖြစ်တယ်အဲ့ဒီဖခင်ရဲ့ဒီနေ့သူ့ရဲ့ခံခဲ့ပြီးတော့ယေရှုခရစ်နဲ့ခံခဲ့ပြီးတော့ဒဏ်ချက်တော်ရှိမှငါရဲ့အနာရောဂါဘယ်ယောဂါကမှငါအထဲကိုမဝင်လာနိုင်ဘူးဆိုတဲ့အဲ့ဒီဖခင်ရဲ့ဒီနေ့လှုပ်ဆောင်ပေးခဲ့အရာကိုပြန်လဲတတိယအောင်မေးရမယ်အဲ့ဒီအရာကိုပဲ focus ထားတဲ့အခါမှာကျွန်တော်တို့အထက်ကိုဘယ်ရာကမှဘယ်နောက်ဆက်ခြင်းဘယ်ယောဂါကမှဝင်လာလို့မရဘူးကျွန်တော် focus ကယေရှုခရစ်တော်ပဲဖြစ်တယ်သူ့ရဲ့အသွေးတော်ကကျွန်တော်ရဲ့ခန္ဓာရှိသမျှတစ်ကိုယ်လုံးကိုတန့်စင်ပေးပြီးသားဖြစ်တယ်ကျွန်တော်ကအဲ့ဒီယောဂါဘယ်ရာကိုကြောက်နေမှုမဟုတ်ဘူး
ကျွန်တော်တို့ကဖျားကိုပဲအာယုံစိုက်ရမယ်ကျွန်တော်သူ့ကိုပဲကြည့်ရမယ်အဲ့ဒီအခါမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းတွေကဒီနေ့ကျွန်တော်တို့ကိုဖျားထားတဲ့ပန်းတိုင်ကိုကျွန်တော်တို့ရောက်ရှိမှဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာမှာဒီခုလောက်ကြည့်ရအောင်ဘာလဲဆိုတော့တိကောအခန်းကြီးကိုတစ်ချက်လောက်သွားရအောင်တိကောအခန်းကြီးကိုအခန်းငယ်24 25မှာပြောထားတဲ့အကြောင်းအရာလေးကျွန်တော်တို့ကြည့်ရအောင်တိကောအခန်းကြီးကိုအခန်းငယ်24 25ဖြစ်တယ်မြေတလင်း၌ပြိုင်၍ပြေးကြတော်သူအပေါင်းတို့သည်ပြိုင်၍ပြေးကြဆိုလဲတယောက်ထဲသာလဲစုကိုရသည်ဟုသင်တို့မသိကြတော့စုကိုရမည်အကြောင်းပြေးကြလော့ပြိုင်ပွဲ၌ပြိုင်၍အချင်းချင်းတိုက်တော်သူမည်တွေကအရာရာနဲ့တတ်မှတ်ခြင်းကိုချုပ်တီးတဲ့ထိုသူတို့သည်ညှိုးနွမ်းပျက်စီးတတ်သောပန်းဥရိတ်ကိုရခြင်းအလွတ်ငါပြုကြ၏ငါတို့မူကားမညှိုးနွမ်းမပျက်စီးနိုင်သောပန်းဥရိတ်ကိုရခြင်းအလွတ်ငါပြုကြ၏ဟာလေလုယာဒီနေ့မြေတလင်းတိုင်းနဲ့ပြိုင်၍ပြေးသောသူပေါင်းတို့သည်ပြိုင်၍ပြေးကြသောတယောက်ထဲသာလေစုကိုကြသည်တင်းလို့မသိကြဒီနေ့ပြေးပွဲပြိုင်ပွဲတွေကျွန်တော်အများကြီးမြင်မှုတယ်ဒီနေ့အဲ့ဒီအပြေးပြိုင်ပွဲကိုကျွန်တော်စီကျင်တဲ့ကောင်ဆရာတယောက်ရဲ့နှုတ်ကပတ်တော်လေးကျွန်တော်တွားပြီးမှပြန်သတိရတယ်သူ့ရဲ့အမကလည်းအပြေးအမှာတော့သူကတကယ်အရန်အပြေးမြင်တယ်ကျွန်တော်တာတူပြေးတာပေါ့နော်တာတူပြေးတဲ့အခါဥမာမီတာဘယ်လောက်ပြေးတဲ့အခါမှာကျွန်တော်ဘောလုံးကွင်းထဲမှာတွေ့ဘူးတယ်နော်ဘောလုံးကွင်းဘေးမှာကပြေးတဲ့အရာရှိတယ်သူကစီးဆွဲထားတယ်စီးဆွဲတာဥမာတာတူကြတော့ဒီဘောလုံးကွင်းကိုပတ်စရာတော့မလိုဘူးပေါ့နော်သူ့ရဲ့တတ်မှတ်ထားတဲ့နေရာရှိအဲ့ကိုအမြန်ဆုံးအနဲ့ဒီနေ့ပြေးနိုင်တဲ့သူကပထမဆုရတာဖြစ်တယ်အဲ့ဆရာကသူပြောတဲ့အခါမှာသူ့အမကအရန်အပြေးပြိုင်တယ်အပြေးပြိုင်တဲ့အခါမှာအရန်မြန်တဲ့အခါမှာ तू က tree ဆိုတဲ့ဝီစီမှုတ်တာဟိုကတနက်ဖောက်တာလေအဲ့လိုပေါ့နော်ဝီစီပေါ့နော်ကျွန်တော်ဆိုမှဝီစီမှုတ်လိုက်တယ်မှုတ်တဲ့နဲ့ tree ဆိုတဲ့ तू ကပြေးတယ်ပြေးနေပြီးတော့ तू အရန်အပြေးမြန်တဲ့အတွက် तू ကပန်းတိုင်ကို तू ကအရင်ဆုံးရောက်သွားတယ်အရင်ဦးဆုံးရောက်သွားတယ်ဒါပဲမဲ့တဲ့ तू ကစုမရဘူးတဲ့ဟာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မေးလိုက်တဲ့အခါမှာ तू ကပြေးပြိုင်တဲ့အခါမှာသူ့ရဲ့စီးမြင်းစီးခဲရှိတယ်ဘာကြောင့်မို့အဲ့ဒီစီးတွေဆွဲတာအဖြူချောင်းလေးရှိလေနော်ပြေးတဲ့လမ်းမှာအဖြူချောင်းရှိတယ်သူ့ရဲ့ဥမာနံပါတ်1မှာ तू ပြေးရတယ်ဆိုနံပါတ်1စီးတွေက तू ပြေးရမှာ2မှာ तू ရှိနေဆို2ကမပြေးရမှာအဲ့ကြောင့်ဒါပေမဲ့ तू ကပြေးရင်တခြားစီးလိုင်းနဲ့ရောက်သွားပြီးမှတော့ဒါပေမဲ့ तू ကပထမအယူဆုံးတော့ तू ပန်းဝင်တယ်သို့တော်ညာလဲ तू စုမရဘူးဘာဖြစ်လို့လဲဆိုတော့တဲ့သူကအဲ့ဒီပြိုင်ပွဲရဲ့စီးမြင်းစီးကန်းကိုကြော်ပြီးမှပြေးတဲ့အခါမှာ तू ကရှိနေတာကနံပါတ်1နေရာမှာဒါပေမဲ့ तू ကပြေးနေအချိန်တွေလိုလူများစီးတဲ့နေရာရောက်ပြီးမှ तू ကပြေးလိုက်တဲ့အခါမှာဆုမြောက်အဲ့ကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာမှာလဲကျွန်တော်ကဥမာလောကမှာအပြေးပဲပြိုင်ပွဲဝင်နေတယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့ကအသက်ရှင်ပြီးမှသွားလာဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဘုရားကပြောတာ focus လို့ပြောတဲ့အရာကသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းပဲအသက်ရှင်ပါသူအလိုတော်ရှိတဲ့အတိုင်းပဲအသက်ရှင်ပါတခြားအရာတွေလောကဒုစရိုက်အရာတွေပေါ်မှာဒီနေ့တွာလာပြီးမှအသက်မရှင်ပါနဲ့အဲ့ဒါပြောထားတာဖြစ် focus ဆိုတဲ့အရာကအရေးကြီးတာဖြစ်တယ်ခုနပြောတဲ့ဆရာရဲ့အမှားက तू ပြေးရတော့ကောင်းပါလေ तू အရင်ဦးဆုံး तू ပန်းဝင်ပါတယ်သို့တော်ညာလဲ तू ခုနပြောတဲ့စုကို तू မရဘာဖြစ်လို့လဲပြိုင်ပွဲရဲ့စီးမြင့်စီးကန်းနဲ့မညီလို့ဖြစ်တယ်သူရဲ့ focus ကဒီငါစီးကန်းတကြငါပြေးရပါမယ်ဆိုတဲ့အရာမဟုတ်ဘဲနဲ့ तू ကငါအရင်ဆုံးရောက်ဖို့အတွက်ပဲ तू ကအာယုံစိုက်တဲ့အခါမှာသူရဲ့အာယုံစိုက်တဲ့အရာကတော့မှန်ကောင်းမှန်သလိုရှိတော်ညာလဲဒီနေ့ပြိုင်ပွဲကြတော့စီးမြင့်စီးကန်းအဲ့ဒါကို तू အာယုံစိုက်ဖို့မေ့သွားတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာမနေ့ရက်စတဲ့အသက်ရှင်ခြင်းအရာမှာဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ပြီးမှတွာလာဖို့ရန်အတွက်ရည်ကြည်တယ်ဖခင်ကဒီနေ့တွင်တင်ထားပြီးသားဆုံးမထားပြီးသားသူ့ရဲ့နှုတ်ကပတ်တော်ထဲမှာဒီအရာကိုမလုပ်ပါနဲ့ဒီအရာကိုလုပ်ပါဘယ်လိုမျိုးအသက်ရှင်မှာဘယ်လိုမျိုးပုံစံကတော့ငါအလိုတော်ရှိတဲ့အရာဖြစ်တယ်ဆိုတာကိုသူ့ရဲ့နှုတ်ကပတ်တော်ဖက်ရှုခြင်းအပေါ်မှာကျွန်တော်မြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာမှာသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းတသွေးမသေးလိုက်လျှောက်အသက်ရှင်ပြီးမှဖျားပြင်ဆင်ထားတဲ့ဒီနေ့ပန်းတိုင်ကိုကျွန်တော်ကရောက်အောင်သွားဖို့ရန်အတွက်ဖြစ်တယ်ကျွန်တော်ခွန်အားနဲ့တော့မဟုတ်ဘူးဖျားရဲ့ခွန်အားနဲ့ဖြစ်တယ်ကျွန်တော်ကင်မရာမှာဆိုရင် focus ဆိုတဲ့အရာကအရင်ရေးကြည့်တယ်နော်အခုကဲကျွန်တော်အဖွဲ့တစ်ခုပေါ့နော်စကားပြောနေတဲ့မတက်ထိုင်မှာစကားပြောနေဒါပေမဲ့ဥမာကိုစောတင်မောင်ကိုစောထွန်းမောင်ကကိုစောတင်မောင်ကပေါ့နော်သူကသူ့ပုံလေးကိုရိုက်ပေးပါနော်အမတ်တမတ်တွေပေါ့နော်ငါလူတွေနဲ့စကားပြောတဲ့အရာကို
ရိုက်ပေးပါလို့ပြောတဲ့အခါကင်မရာမန်ကရိုက်တော့ရဲ့အတွက် focus ကကိုစောတင်မောင်စီမှာမရှိပဲတခြားလူကြီးတွေသူမျက်နှာရဝါဟာသူလိုချင်တာကသူ့ပုံဒါပေမဲ့ဝါနေတယ်ကင်မရာရဲ့သဘောတရားမှလည်းအဲ့လိုပဲဒီနေ့ focus ဆိုတဲ့အရာကPB ပြင်ပြင်ရုပ်ထွက်ကို PB ပြင်ပြင်ဖြစ်စေတဲ့အရာဖြစ်တယ်ကျွန်တော်အဲ့ဒီအကြောင်းအရာလည်းပတ်သက်ပြီးမှကျွန်တော်ဒီမနေ့မှာကျွန်တော်ပြန်ပြီးမှသတိရတဲ့အရာလေးကျွန်တော်တစ်ခုပြပြမယ်ကျွန်တော်အဲ့ဒါပြင်ဦးလင်းကိုကျွန်တော်သွားပြီးမှကျွန်တော်ဆရာမတယောက်စီကျွန်တော်သွားလဲတဲ့အခါမှာကျွန်တော်အဖွဲလိုက်ကျွန်တော်အဲ့တော့လူငယ်ဖြစ်တဲ့အခါမှာရုပ်ပေါ့နော်ကျွန်တော်ရုပ်အဖွဲတွေကသွားလဲကြတယ်ကျွန်တော်ရေတကုံကိုသွားပြင်ဦးလင်းသွားရေတကုံအရန်သွားကြတယ်နော်ရေတကုံသွားတဲ့အခါမှာပုံလှလှတွေအရန်လိုချင်တယ်အဲ့ဒီဓာတ်ပုံတွေရိုက်နေအဖွဲလိုက်တွေရိုက်နေအဲ့ဆရာမရဲ့မောင်ကိုကင်မရာပေးလိုက်အောင်သူကကင်မရာတော့တိတ်နားမလဲဘူးထင်ပါတယ်ဒါကအခုနောက်မှပြန်သိရတာပေါ့နားမလဲတဲ့အခါမှာကျွန်တော်တို့ကတယောက်ချင်းစီပုံလိုချင်တယ်လှလှလေးရိုက်ပြီးတော့ဟုတ်ကဲ့ရိုက်ပြမယ်ရတယ်ကျွန်တော်တို့ကလေအဲ့ရေတကုံလှတဲ့ပုံရှိဘူးအတွက်ဒီဟိုရေညိတယ်ဖြည်းဖြည်းချင်းသွားပြီးမှပြုတ်ကြပါလေကြောက်ရသေးတယ်သွားလိုက်တာရေတကုံကြီးအနောက်မှာအကြီးသွားထတမျိုးပြီးတမျိုးကျွန်တော် style နဲ့လို့သုံးလို့၄၅၆ပုံ10ပုံတော့တယောက်ရိုက်လဲရပြီလားရပြီဆိုနောက်တယောက်ရိုက်မယ်ကျွန်တော်တို့ ਨੇ တွဲခဲ့ဆိုပါလေအတူတူအမှုပါလေ youth class ပါနော်ကျွန်တော် youth လေအဲ့လိုလူငယ်မှာပါဝင်ခဲ့တဲ့အမလားသွားတယ်နောက်တယောက်သွားတာရလားဒါတို့ကလည်းတော့ style မျိုးဆိုထုတ်ပြီးမှရိုက်ကြတယ်ရိုက်တဲ့ခါမှာရလားအဆင်ပြေလားသူလက်မထော်ရတယ်မိုက်တယ်ပြီးလဲပြီးတော့ဘယ်ဟိုမှာတယောက်ပြီးတယောက်အဲ့လိုတော့တကယ်တော့ဒါအဲ့နေရာကချောတယ်အရင်ကြောက်တယ်လည်းရှာတယ်ပြုတ်ကြလိုက်ရေအောက်မှာအနက်ကြီးတယ်ရှိကျွန်တော်ပြောရင်တော့ဟိုအန်ဒရရှိတယ်စွတ်စရာနဲ့ကျွန်တော်သွားတာပြီးတယ်ပြီးတော့ဓာတ်ပုံပြန်ထွက်လာပထမတော့ကြည့်တဲ့အခါမှာအုပ်လိုက်ပုံရိုက်ထားအရမ်းမိုက်တယ်အုပ်စုလိုက်ရမ်းမိုက်တယ်ရေတကုံကြီးအနောက်မှာတော့တယောက်တည်းပုံဒီမှာလည်းလိုက်ရှာတယောက်တည်းပုံလက်တွေပိုက်နေပုံဘယ်လိုမျိုးကြည့်လိုက်တော့လဲဘီနားမှာအကုန်လုံးပါတယ်သူတို့နေရာကိုကြည့်ဟိုလိုမျိုးလို့အဲ့လိုမျိုးပုံနေတော့ပါတယ်ပေါ့တယောက်ချင်းစီရိုက်တဲ့ပုံတိုင်းမှာလည်းအကုန်လုံးပါတယ်ဘီနာကတခြားလူတွေတောင်ပါတယ်သူရိုက်တဲ့ပုံကသူရဲ့သူအဲ့ဒါပြောချင်တဲ့အရာကကင်မရာတစ်ခုမှာအရေးကြီးတယ် focus ဒီလူတယောက်ရဲ့အလားကိုရိုက်မယ်ဒီလူလိုချင်တဲ့ဒီ position ကိုရိုက်မယ်ဆိုတဲ့အရာမှာ तू focus လွှဲတာပေါ့နော် तू focus မထားတဲ့အခါမှာအကုန်လုံးကြီးကပါနေတာတယောက်တည်းရိုက်တဲ့ပုံတိုင်းမှာအကုန်လုံးကပါတယ်ပြောချင်နေတဲ့အရာကဘာလဲဆိုတော့ကျွန်တော်ရဲ့နေ့ရက်စတိုင်းမှာအသက်ရှင်ခြင်းကဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်စကားအပေါ်မှာပဲဒီနေ့ရက်တည်ပြီးမှအသက်ရှင်တတ်ဖို့အတွက်အရန်ကြီးကြီးဖခင်ကိုအတွက်ဘာစကားရှိလဲအဲ့ဒီစကားအပေါ်မှာ focus time မှာတစ်နေ့မှာဒီနေ့ဖျားဖြစ်စေခြင်းနဲ့အတိုင်းဖျားထားတဲ့ပန်းတိုင်ကိုငါရောက်အောင်သွားမယ်သူ့ရဲ့နှုတ်ကပတ်တော်အတိုင်းဘယ်အရာကိုမှငါအာယုံမစိုက်တော့ဘူးငါရဲ့အာယုံစိုက်ခြင်းအရာကဖျားရဲ့စကားဖျားရဲ့ဂတိတော်ဖြစ်တယ်ဒီလိုမျိုးစိတ်နှလုံးသားရှိပြီးမှအသက်ရှင်တဲ့အခါမှာဒီနေ့ကျွန်တော်သွားခြင်းနဲ့ပန်းတိုင်ဖျားပြင်ဆင်ထားပေးတဲ့ကျွန်တော်တို့အတွက်ပန်းတိုင်ကိုရောက်ရှိမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မှာကျွန်တော်ခွန်အားပေးခြင်းနဲ့ focus ကအရန်အရေးကြီးပါတယ်ဒီနေ့ကျွန်တော်တို့အခြားအရာတွေတွားပြီးမှအာယုံစိုက်လိုက်ပြီးဆိုရင်တော့ဒီနေ့ကျွန်တော်တို့ရဲ့ဖျားပြင်ဆင်ထားတဲ့အရာတွေနဲ့လွဲသွားနိုင်တယ်ဘာဖြစ်လို့ဆိုအချိန်နေကြာတာဘယ်သူမှမကြိုက်ဘူးလေနော်ကိုဒီအချိန်မှာဒါဖြစ်ရမယ်ဆိုတဲ့အရာပေါ်မှာကိုကဒီနေ့ဖျားစကားပေါ်မှာမရက်တီးပဲနဲ့တခြားနီးလန်းနဲ့တွားတဲ့အခါမှာရောက်တော့တခြားအကြောင်းအရာတွေအာယုံစိုက်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့လမ်းလွဲသွားတဲ့ခါမှာအချိန်ကြီးကြန့်ကြာသွားတယ်ကျွန်တော်ခဏပြောတဲ့ဥပမာလေးတစ်ခုရှိတယ်ဒီကနေကျွန်တော်တို့ကဥပမာကျွန်တော်ကချင်းမနေတဲ့အတွက်မဲဆောက်ကိုသွားမယ်ခါကျွန်တော်ကသွားတဲ့ခါဆိုမဲဆောက်လမ်းကိုကျွန်တော်ဒီကနေသွားမယ်ဆိုချင်းမိုင်ကသွားတာကိုပြတာကနေပြီးမှဟိုးမဲဆောက်ကိုသွားရတာဖြစ်တယ်အများဆုံးကြာရင်ပေါ့6နာရီလောက်တော့ကြာတယ်အဲ့လောက်ပဲဒါကလမ်းမှန်ပေါ့နော်ပြောချင်တာဒါပေမဲ့ကျွန်တော်တို့ကဒီဘက်တစ်ချမ်းနေသွားမယ်မဲဟောင်ဆောင်ကန်သွားမဲအဆောင်ကန်နေမဲစရီဘာတွေဟိုဘက်ကနေပတ်သွားပြီဆိုရင်ကျွန်တော်တို့ကအချိန်အရင်ကြာသွားရောက်တဲ့အချိန်ကြာတယ်ဒါကြောင့်မို့ဖခင်ရဲ့နှုတ်ဘတ်တော်ကကျွန်တော်တို့အတွက်ရှိတယ်ကျွန်တော်တို့ကဒီနေ့ဖခင်ညွန်ပြတဲ့လမ်းအတိုင်းဒီနေ့အာယုံစိုက်ပြီးမှ focus ထားပြီးမှသွားဖို့ရန်အတွက်အရင်ကြီးကြီးအဲဒါဆိုရင်ကျွန်တော်တို့ကအချိန်ဖခင်ပြင်ဆင်ထားတဲ့အချိန်အတွင်းမှာကျွန်တော်တို့ကလွယ်လင်းတကူရောက်ရှိသွားမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မှာဒီနှုတ်ဘတ်တော်အဖြစ်ခွန်အားပေးခြင်းပါတယ်ဒါကြောင့်မို့ကျွန်တော်ခုနတုတ်တန်4:20ကမှပြောတဲ့အခါငါသားငါစကားကိုနားထောင်လို့ငါဟောပြောချက်တို့ကိုနားသွင်းလို့တင်မျက်မှောက်မှာ
မကွာစင်နှလုံးတွင်းတိုင်းစောက်ထားလို့အကြောင်းမူကားထိုတရားကိုတွေ့တော်သူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရမည်နှလုံးသည်အသက်ဤအမြင့်ဖြစ်အခြေမြင့်ဖြစ်သောကြောင့်သင်ဤနှလုံးကိုအထူးသဖြင့်စောက်ရှောက်လို့ကောက်သောစကားတို့ကို၎င်းညင်းဆန်တတ်သောနှုတ်ခမ်းတို့ကို၎င်းဝေးစွာပယ်ရှောင်လို့သင်ဤမျက်စိရှေ့ရှု၍ညက်ခမ်းတို့သည်တဲ့တဲ့အာရုံပြုစေလို့တင်သွားရလမ်းကိုစူးစမ်း၍တွားလျရာတည်ကြည်ခြင်းရှိစေလို့လက်ရဘက်လက်ဝဲဘက်မတိမ်မလွဲစေနှင့်ဒုစရိုက်ပြုရလမ်းကိုရှောင်လို့ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ရဲ့နေ့ရက်စဉ်တိုင်းမှာအာယုံစိုက်ရမယ့်အရာတစ်ခုတည်းသောအရာကဖခင်ရဲ့စကားဖြစ်တယ်ကျွန်တော်ကြည့်ရမယ့်သူကယေရှုပဲဖြစ်တယ်ယေရှုကလောကမှာနေတဲ့အခါမှာခမည်းတော်ရဲ့ဒီနေ့စကားတစ်ခုကိုပဲအာယုံစိုက်တာဖြစ်တယ်ဒါကြောင့်မို့လောကမှာတဲ့ခမည်းတော်ခိုင်းစီတဲ့အရာကိုဆောင်ရွက်၍ပြီးစီးပါပြီတဲ့သူရဲ့ focus ထားတဲ့အရာကခမည်းတော်ရဲ့စကားအတိုင်းဒီနေ့သူလှုပ်ဆောင်တာဖြစ်တယ်ကျွန်တော်တို့ကလည်းဒါကြောင့်မို့ဖခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်လောကမှာကျွန်တော်တို့ကိုထားတဲ့အခါမှာကျွန်တော်တို့ကိုလှုပ်ရမယ့်အရာကဒီနေ့လက်ရဘက်လက်ဝဲဘက်မတွိမ်မလွဲဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်စကားအတိုင်းဖခင်အလိုတော်ရှိတဲ့လမ်းကိုပဲနေ့ရက်တိုင်းမှာလိုက်လျှောက်အသက်ရှင်ရင်းနဲ့ဖခင်ရဲ့ဘုန်းတော်ထင်ရှားသောသူတယောက်စီတိုင်းဖြစ်စေပါမိကြောင်းဒီနေ့ focus ဆိုတဲ့ဒီနေ့ဖခင်ရဲ့စကားဖခင်ကျွန်တော်တို့အာရုံပြုရမယ့်အရာကသူရဲ့နှုတ်ကပတ်တော်စကားသူရဲ့အလိုတော်ရှိခြင်းအရာကိုပဲဖြစ်တယ်ဆိုတာဒီနေ့မှာဒီနှုတ်ကပတ်တော်အဖြစ်အနေငယ်ခွန်အားပေးခြင်းပါတယ်အရောက်စီတိုင်းပုံမှာဘုရားသခင်တာ၍ကောင်းကြီးမင်္ဂလာတွန်းလောင်းပြီဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်တို့အသက်တာနဲ့အချိန်နိုင်လှုပ်ဆောင်မယ့်အရာပြန်လည်ပြီးမှဘုရားထံမှာပြန်လည်ဆက်ကအနံ့အဖာကိုရောကိုယေရှုတင်တယ်ဒီရဲ့စင်တိုင်းမှာဒီနေ့သားသမီးတို့အာယုံစိုက်ရမယ့်အရာကကိုရောရဲ့နှုတ်ထွက်စကားတွေပဲဖြစ်တယ်ဒီနေ့ကိုရောရဲ့အလိုတော်ကိုတိုင်တိမလိုက်လျှောက်ထပ်ဖွင့်ရအတွက်ဒီနေ့သားသမီးတို့အသက်တာကိုရောထံမှာတဖန်ပြန်လဲဆက်ကအနံ့ပါတယ်ဒီနေ့ဆိုင်မှာလောကမှာရှိတဲ့စကားတွေကိုကြားပြီးမှဒီနေ့လမ်းလွဲသွားကိုရောပြင်ဆင်ထားသောကောင်းကြီးမင်္ဂလာတွေကနေလမ်းလွဲသွားသောသူတွေမဟုတ်ဘဲနဲ့ဒီနေ့ကိုရောရဲ့နှုတ်ထွက်စကားနှုတ်ကပတ်တော်စကားအတိုင်းဒီနေ့အာယုံစိုက်ပြီးမှလိုက်လျှောက်အသက်ရှင်ခြင်းနဲ့အတူကိုရောပြင်ဆင်ထားသောကောင်းကြီးမင်္ဂလာအလုံးစုံကိုဒီနေ့ဒီနေ့သိမ့်ပိုင်ရရှိသောတာသမီတယောက်စီတိုင်းဖြစ်စေပါမည်အကြောင်းဝိညာဉ်တော်ဖျားဆက်လက်ဥဆောင်ပါလမ်းပြပေးပါဆွဲခေါ်ပါတာသမီတို့ကလောကမှာကိုရောဘုံကိုထင်ရှားစေသောသူတွေအဖြစ်ကိုရောခွဲခန့်မှတ်သားထားပေးတယ်ထင်ရှားနေလို့လည်းယေရှုတင်တယ်လောကမှာကိုရောရဲ့အလင်းကိုလင်းစေလို့တာသမီတယောက်စီတိုင်းဖြစ်စေနေလို့လည်းယေရှုတော်ကိုချီးမွမ်းတယ်ဒီနေ့ဖွင့်ပြပေးတဲ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်ဒီနေ့တာသမီတို့ကကိုရောရဲ့နှုတ်ကပတ်တော်စကားအတိုင်းပဲတသွေးမတိန်လိုက်ရှောက်အသက်ရှင်တတ်သောတာသမီတယောက်စီတိုင်းဖြစ်စေပြီလို့ယေရှုတော်ကိုချီးမွမ်းတယ်ကိုရောထားသောပန်းတုံးတိုင်အထိကိုရောတာမျိုးကနေ့ရက်စဉ်တိုင်းမှာကိုရောနှုတ်ကပတ်တော်နဲ့အတူသွားလာပြီးမှဒီသိမ့်ပိုက်ရရှိတော်သူတွေဖြစ်စေပြီဖြစ်လို့ကျေးဇူးတော်ကိုချီးမွမ်းတယ်။အိုးကိုရောဖျားလောကမှာဒီနေ့ဖြစ်ပျက်နေတဲ့အရာတွေများစွာရှိနေတော့ညာလဲကိုရောတာသမီတို့ရဲ့အာယုံစိုက်ခြင်းတာသမီတို့ရဲ့ဒီနေ့အာယုံစူးစိုက်ခြင်းအရာကကိုတော်ပဲဖြစ်တယ်ကိုရောရဲ့နှုတ်ကပတ်တော်စကားပဲဖြစ်တယ်ဆိုတာဒီနေ့မှာဝန်ခံပါတယ်ဒီနေ့တာသမီတယောက်စီရဲ့လှုပ်ဆောင်ရမယ့်အရာလက်တော်တဲ့အနံ့နဲ့ဒီနေ့တွေးသမျှအရာကြားသမျှအရာမြင်သမျှအရာတိုင်းမှာကိုတော်စကားပြောပြီးတော့မှတာသမီတို့ဒီအရာတွေကိုကိုရောရဲ့နှုတ်ထွက်စကားကဲ့သို့ယူပြီးမှအသက်တာမှာတိဆောက်တတ်တော်တာသမီတယောက်စီရဲ့ဖြစ်စီပါမိကြောင်းလက်တော်ထဲမှာအနံ့နဲ့လုပ်ငန်းကဝင်တဲ့သူတွေရောက်စီတဲ့အသက်တာကိုယေရှုနာမ၌ကောင်းချီးပေးတယ်မင်းစတူဒီယိုသွားလာမဲ့လူတွေရောက်စီတဲ့အသက်တာကိုယေရှုနာမ၌ကောင်းချီးပေးတယ်ဒီနေ့ရဲ့တက်ကကိုရောပြင်ဆင်သောနေ့ကိုရောစီရင်သောနေ့ဖြစ်တယ်ဒီနေ့သားမျိုးဝမ်းမြောက်ခြင်းကျမ်းမာခြင်းနဲ့နိုးထားရတဲ့အတွက်ကိုရောကိုယေရှုတင်တယ်ဒီနေ့တာလုံးအသက်တာအချိန်နဲ့အလုံးစုံကိုရောလက်တော်ထဲပြန်လဲအဲ့နဲ့ယေရှုတော်ချီးမွမ်းဆက်ခဲ့တဲ့အခါမှာယေရှုနာမကိုအမိပြုဆုတောင်းဆက်ခဲ့အနံ့ကြပါတယ်ဖပါသခင်အာမင်ဟာလေလုယာဟာလေလုယာအရောက်စိတ်တိုင်းမှာဘုရားသခင်တာရဲ့ကောင်းကြီးမင်္ဂလာတွန်းလောင်းပြီဖြစ်တယ်အာမင် you are blessed love you all နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ပါမယ်